ကဘာဦးကျမ်းအခန်းကြီး1အပိုင်းငယ်1မှ2အစဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတရံမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရာအရက်ကိုမှောင်မှိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ကဘာဦးကျမ်းအခန်းကြီး1အပိုင်းငယ်26မှ28တဖန်ဘုရားသခင်ကငါတို့ပုံတရံနှင့်တညီတရံဒီလူကိုဖန်ဆင်းကြစို့သူသည်ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းသားရင်တို့ကို၎င်းမြေတပြင်လုံးနှင့်တကွမြေပေါ်မှတွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထို့သောဘုရားသခင်သည်မိမိပုံတရံနှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံတရံတော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်စိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏ကဘာဦးကျမ်းအခန်းကြီး1အပိုင်းငယ်29မှ30ဘုရားသခင်ကလည်းကြည့်ရှုလော့မြေတပြင်လုံး၌စပါးသီးကိုဖြစ်စေသောစပါးပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသောသစ်ပင်အမျိုးမျိုးတို့ကို၎င်းသင်တို့စားเสียဖို့ငါပေး၏မြေသားမိုးကောင်းကင်နှင့်အသက်ရှင်၍မြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားเสียဖို့မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ကဘာဦးကျမ်းအခန်းကြီး2အပိုင်းငယ်9ထို့နောက်ထာဝရအရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့စီဝအသက်ကိုမှုတ်သွင်းတော်မူလျှင်လူသည်အသက်ရှင်သောတတ္တဝါဖြစ်လေ၏ကဘာဦးကျမ်းအခန်းကြီး2အပိုင်းငယ်18မှ19ထာဝရအရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်လျော်သောအထောက်အမကိုသူ့အဖို့ငါလုပ်အောင်မည်ဟုအကြံရှိတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြစ်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အပေသို့ခေါ်ဝေါ်သမုတ်မီကိုတည်ချင်းဟံလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတတ္တဝါအပေါင်းတို့ကိုခေါ်ဝေါ်သမုတ်သည့်အတိုင်းနာမည်အသီးသီးရှိကြ၏ကဘာဦးကျမ်းအခန်းကြီး2အပိုင်းငယ်21မှ25ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စေတော်မူ၍လူသည်အိပ်ပျော်စဉ်နိုင်ယူတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျှင်ထိုအယိုးအစာအသားကိုဆိတ်ဆက်တော်မူ၏ထာဝရအရှင်ဘုရားသခင်သည်လူထဲကထုတ်သောနိုင်ယူဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးထဲကအယိုးငါအသားထဲကအသားဖြစ်၏လူထဲကထုတ်သောကြောင့်သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွတ်၍ကိုခင်ပွန်း၌မြှဝဲသည်ဖြင့်ထိုသူတို့သည်တသားတကိုယ်သည်ဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည်အဝတ်မပါဘဲနေ၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏ကဘာဦးကျမ်းအခန်းကြီး6အပိုင်းငယ်3ထာဝရဘုရားကလည်းငါဝိညာဉ်သည်လူတို့တွင်အစဉ်မဆုံးရအကြောင်းမူကားလူတို့သည်အသားဖြစ်၏သူ၏အသက်တန်းသည်လည်းအသက်120ဖြစ်စေဟုမိန့်တော်မူ၏ကဘာဦးကျမ်းအခန်းကြီး6အပိုင်းငယ်5မှ9မြေကြီးပေါ်မှလူအပြစ်ကြီး၍သူ၏စိတ်နှလုံးအကြံစီရှိသမျှတို့သည်အစင်မပြတ်စိုးညစ်ခြင်းတသက်ရှိကြောင်းကိုဘုရားသခင်သိမြင်တော်မူလျှင်မြေကြီးပေါ်မှလူကိုဖန်ဆင်းတော်မူသည်ကိုနောင်တရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ထာဝရဘုရားကလည်းငါဖန်ဆင်းသောလူကို၎င်းလူမှစ၍သားများတောတတ်သောတိရစ္ဆာန်များမိုးကောင်းကင်ငှက်များတို့ကို၎င်းမြေကြီးမျက်နှာမှငါတုတ်တင်ဖယ်ရှင်းမည်သူတို့ကိုဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟုမိန့်တော်မူ၏ကဘာဦးကျမ်းအခန်းကြီး6အပိုင်းငယ်10မှ9နော၏မူကားထာဝရဘုရားစိတ်တော်နှင့်တွေ့သောသူဖြစ်သည်နော၏အထုပတိဟုမူကားနော၏သည်ဖြောင့်မတ်သောသူမိမိအမျိုး၌စုံလင်သောသူဖြစ်၏ဘုရားသခင်နှင့်အတူသွားလာ၏